မင်္ဂလာပါခင်ဗျာ။ဒီနေ့ကတော့1389ခုနှစ်ကုန်1388ခုနှစ်စန်းပိုင်းနှစ်ဦးနှစ်သက်အလှမင်္ဂလာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့လမ်းမီသားစုကနေပြီးတော့နှစ်သက်ကလေးမှာလမ်းထဲမှာပြည်တရားတော်နာခြင်းကျွန်တော်တို့လမ်းမီသားစုကနေပြီးတော့စတုဒေတာများကျွန်တော်ကျွေးမွေးခြင်းလူတန်းခြင်းများအဖြစ်ကျွန်တော်တို့ဒါနပြုအပ်ပါတယ်ခင်ဗျာနောက်နှစ်ဒီမှာလဲဒီတမက်ကလူတန်းနိုင်ပါစေလို့ကျွန်တော်တို့လမ်းမီသားစုကနေဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အလူရှင်များအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးဘေးပြာဝေးကွာလူရဆန္ဒများလည်းပြည့်ဝကြပါစေကြီးပွားစီးပွားဥစ္စာဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာတောင်စပူပေါ်ပြောင်းစုချွေကရင်ညောင်းစီစိမ်ဥစ္စာများကကျွေဝတုတက်စီတာညာဝီနေစပါးနဲ့ဆန်ရည်အထွေတွေကောင်းမှုကုသိုလ်များထမနာပြုဖို့ငွေမရှာ